ဒီလိုမွဲချောချောမျက်နှာနေပြီးတော့ဒီလိုလှလှပပလေးနဲ့ glow smooth ဖြစ်အောင်လုပ်ပေးနိုင်တဲ့ skin care နဲ့ makeup ကိုလာပြီး sharing လုပ်ပေးခြင်းလို့ပါရှင်လူတို့အကျိုးပြုသော skin care နဲ့ makeup product တွေပေါ့နော်ဘာလို့လူတို့အကျိုးပြုပြောရလဲဆိုရင်ဈေးချိုပြီးတော့ quality ကောင်းလို့ပေါ့နော်ရှင်ရဲ့ skin ကအရင် sensitive ဆိုမှ sensitive skin ဆို product ကိုပါမှတင်လိုက်တာနဲ့ဒီ product ကမဟုတ်နေဘူး harsh chemical လေးပါတယ်ဆိုတာတခါတည်းသိရပေါ့နော်ဒါပေမဲ့ဒီ hardy တဲ့ skin care ကတော့ရတာပြတာမရှိသလို skin ကိုလည်း irritate ဖြစ်အောင်မလုပ်ဘူးပေါ့နော် skin ပေါ်မှာလုံးဝ gentle ဖြစ်ပြီးတော့ mild ဖြစ်ပါတယ် main ingredient တွေကြတော့ collagen နဲ့ cinnamide 5% နဲ့ hyaluronic acid တွေပေါ့နော် collagen နဲ့တည်တဲ့အတိုင်းပဲplumping effect ကိုပေးရပေါ့နော်။ cinnamide ကကြတော့အမဲဆက်တွေကိုတက်တာစီပြီးတော့ hyaluronic acid ကတော့အသားရည်ကိုကြည်လင်စေတယ်ပေါ့နော်။ဒီ foundation ကြီးဒီလောက် quality ကောင်းမှန်းသိရင်ကလေးလိုက်ဝယ်တယ်ပေါ့နော်။တခြားပပချီချီလေးနဲ့အသားရည်တွေကိုစိတ်ဝင်ပြီး glow smooth effect ကိုရပါတယ်။ပြီးရင် hardy bullet proof ဆိုတဲ့ concealer acne safe တဲ့နော်။နောက်တစ်ခါကျရင် foundation မလေးမနဲ့ဒီ concealer ကိုပဲအသားရည်မှာတစ်ခါတည်း direct စမ်းကြည့်မယ်ပေါ့နော်။ plan လုပ်ရလဲတော်တော်လေးလွယ်တယ်။ foundation နဲ့ concealer rating ပေးရမယ်ဆိုတော့ personally ကတော့ 10 out of 9ပေါ့နော်။ eyebrow နည်းနည်းပပတက်ပြီးတော့ eyeshadow နည်းနည်းချဲ့မယ်ပြီးရင်တော့ hardy eyeliner လေးပေါ့နော်။ပြီးရင်တော့ hardy play pencil နဲ့ highlight လေးတွေထည့်မယ် mascara ဆိုပြီးရင်တော့ look လေးကတော့ပြီးလူနေပါရှိပြီပေါ့နော် speedy skinny brow ဟုတ်တယ်ဒါ lip liner အနေနဲ့ချဲ့လိုက်တာ hardy jelly lip tint လေးပေါ့နော်02ကိုကျတော့ base အနေနဲ့ဆိုပြီးတော့03ကိုကျတော့ tint အနေနဲ့ဆိုလိုက်ပါတယ်ရှင်အဲ့ဆိုရင်တော့ look လေးကတော့ပြီးသွားပါပြီဒီထဲမှာ Rushni favorite ကတော့ foundation နဲ့ concealer ပေါ့နော်အကြိုက်ဆုံးပေါ့နော်ရှင်တို့ဟောဘယ်ဟာကိုအကြိုက်ဆုံးလဲပြောပြခဲ့ကြပါဦးနော်